Hello morning ပါဟောလေးမနေ့ကကျွန်မတခု post တခုတင်ပြီးဖို့မိသွားပါဘောနော်မိသွားဆိုတာကွာဒီကျွန်တော်တို့ပတ်တန်နေပါဆွဲပြီးလို့ရှိရင်ဒီ site ကြီးပေါ့နော် site ကြီးမှာဆွဲပြီးလို့ရှိရင်ကိုယ့်ရဲ့ sign ဖြစ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဆွဲတဲ့ sender ကန်ကြတော့သူက site အရင်သေးတော့လေ sign ဆိုတာအထက်ကျွန်တော်တို့ရဲ့နာမည်ပေါ့နော်နာမည်ကိုဘယ်လိုခေါ်မလဲ letter map ပေါ့နော် letter map ပေါ့ဥမာကျွန်မနာမည်ကချိုတက်ဆိုရင် CT ဆိုရင် CT အတူကောက်ကိုကျွန်တော်တို့ sign နေနဲ့ letter map အနေနဲ့ဘယ်လိုထိုးမလဲဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုယ့်ကိုစဉ်းစားပြီးတော့အခုလောက်ထားပေါ့နော်အဲ့ဆိုရင်ပုံဆွဲပြီးတိုင်းဘေးမှာထိုးလိုက်ရတယ်ဥမာကျွန်မနာမည် CT ဆိုရင်ကျွန်မ C ကိုကိုယ့်ကို train ပြီးတော့ထိုးကြည့်ပေါ့နော်CT ဆိုရင်ကျွန်မခုဒီတို့3ကန်လေးလို့ထိုးမလားအဝိုင်းလို့ထိုးမလားကိုယ့်ကို train ကြည့်လို့ရတယ်ပေါ့နော်ကျွန်မကျတော့ဒီအဝိုင်းလိုမျိုး shape တွေကိုကြိုက်တယ်ပေါ့နော်အဲကြောင့်ကျွန်မဟာကြတော့ကျွန်မထိုးပြမယ်နော်ဒီ sign ကကျွန်မလွန်ခဲ့တဲ့ဒီစနကန်စဆွဲခဲ့ရပါတော့လွန်ခဲ့4-5-6နှစ်ကတည်းကစနကန်ဆွဲတိုင်းကျွန်မဒီ sign ကိုအသုံးပြုရပေါ့နော်အဲဆိုရင် C ဒါဘောက T အကြီးပေါ့နော်ပြီးအောင်မှာ T အချောင်းလေးကိုနည်းနည်း white ပြီးတော့ကျွန်မဒီပုံစံသုံးထားရပါတော့အဲကျွန်မစနကန်ဆွဲတိုင်းကျွန်မဒီ sign လေးသုံးနေပေါ့နော်အကြောင်းအခုပုံလိုက်ဆွဲလူတွေလေကိုယ့်ရဲ့လက်ထက်မလေးတစ်ခုလောက်ထားပေါ့နော်ဒါတော့ကျမရဲ့နာမည်နဲ့ကျမထိုးပြတာပေါ့နော်အမျိုးမျိုးထိုးကြည့်ပေါ့နော်ဘယ်လိုလှမလဲအဲ့လိုမျိုးပေါ့နော်ဒါဆိုရင်နံပါတ်နဲ့တစ်ခါတွဲပေါ်တဲ့ပုံစံလေးဆိုလို့ရတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ဥမာပီနဲ့စားတဲ့နာမည်ဆိုလဲထွင်ကြည့်ပေါ့နော်ဟိုက4000ဆက်ဆက်ကြိုက်လားအဝိုင်းကြိုက်လားဒါမှမဟုတ် line နေနဲ့ပဲဖန်တီးမလားပေါ့နော်အမမြင်းအဲ့လိုမျိုးကျမလိုမျိုးအကွေးတွေနဲ့ပဲသုံးချင်လားအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးဆွဲချီမှပဲအများကြီးဆွဲချီနေတယ်အများကြီးဆွဲချီမှကိုလိုချင်တဲ့ပုံက10 kg မှတစ်ခုကြိုက်ချင်မှကြိုက်ပါအဲ့တော့များများလေးဆွဲချီပေါ့နော်ဥပမာ Z နဲ့ဆိုရင်လည်းဘယ်လိုထိုးမလဲပေါ့နော် Z နဲ့ဆိုရင်အမျိုးမျိုးဒါဆိုမြင်းကွေးပုံစံပေါ့နော် line နဲ့ထိုးတဲ့ပုံစံတွေအမျိုးမျိုးဆွဲချီရပါပေါ့နော်ဒါဆိုရင်အဲ့လိုမျိုးလေးပေါ့နော်ဒါဆိုဇက်နဲ့စားရတဲ့ပဲဒီလိုတွေထိုးလို့ရတယ်ပေါ့နော်ထိုးကြည့်ပေါ့နော်ကိုနာမည်တွေဘာနဲ့စားတကယ်ဘလို့မှစဉ်းစားလို့မရပါညာဆိုရင်ကျွန်မ CP မှာလည်းမေးလို့ရတယ်နော်ချက်ပေါင်းမှာလည်းမေးပြီးတော့ပိုင်မယ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ခဏလေးကြာလို့ရှိရင်လည်းပတ်တန်တင်တဲ့ဗီဒီယိုလေးထပ်တင်ပေးမယ်နော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်